ချီဝေးတဲ့အောင်စားပါတာရှင်များအားလုံးပဲမင်္ဂလာပါခုကျွန်တော်တင်ဆက်ပေးမယ့်အောင်စားတဲ့တင်ကတော့2020ကာတာကပဖကားပြိုင်ပွဲအုပ်စု A ကပွဲစဉ်နောက်ဆုံးပွဲမှာပထမပိုင်းရိုက်လိုက်ကတော့တောင်ကိုရီးယားတကူပေါ်တူဂီတကူနောက်ပြီးတော့ဟိုတစ်ဖက်မှာကာနာအတင်းနဲ့ဥကွေးအတင်းတို့ဟာဥကွေးအတင်းကကာနာအတင်းကိုနကိုမရှိနဲ့ပထမပိုင်းမှာဥဆောင်နိုင်ခဲ့ပါတယ်ပေါ်တူဂီအတွက်တွင်းယူပေးခဲ့တဲ့ခြေပကိုကတော့ရီကာဒိုဟိုတာက9မိနစ်မှာတွင်းပေးခဲ့ပြီးတောင်ကိုရီးယားအတွက်တရီကိုဖြစ်စေတဲ့ကိုကတော့ကင်ယောင်ကွန်က29မိနစ်မှာတွင်းယူပေးခဲ့ပါတယ်တစ်ဖက်မှာဥကွေးနဲ့ကာနာအတင်းဟာကာနာအတင်းကဥဆောင်ကိုရမယ့်အရေးကိုပီနန်တီကနေတစ်စစ်ကာနာကစားသမားကန်တွင်းတာကိုမဝင်ပဲဥကွေးကိုတမကပုတ်ထုတ်ကခွဲနိုင်ခဲ့ပါတယ်ဥကွေးကတော့အခုမှာပထမပိုင်းမှာနကိုမရှိနဲ့ဥဆောင်နိုင်ခဲ့ပါတယ်ဥကွေးပွဲရောကိုရီးယားပွဲရောကိုရီးယားနဲ့တောင်ကိုရီးယားနဲ့ပေါ်တူဂီပွဲရောဥကွေးနဲ့ကာနာပွဲရောကျွန်တော်ကြီးခဲ့ပါတယ်ပွဲကကြီးကိုအရန်ကောင်းပါတယ်တစ်ဖက်နဲ့တစ်ဖက်ပြိုင်ဆိုင်မှုကောင်းခဲ့ပါတယ်မြန်ဆန်နဲ့ပွဲကကြီးကိုအရန်ကောင်းခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒုတိယပိုင်းမှာဘယ်လိုထပ်ဖြစ်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရအောင်ဘယ်တင်းက16တင်းအဆင့်တို့တက်သွားနိုင်မလဲဆိုတာကျွန်တော်တို့ရီကုန်စွာနဲ့စောင့်ကြည့်ရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်